ရပြီရပြီလားရှော့ပြီဒီနေ့ဆိုပြီကဲလားအားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့ဒါကျွန်တော်တို့ရှာစားဖွေစားတာတွေမလုပ်တာကြာပြီဖြစ်တဲ့အတွက်ပေါ့နော်ဒီနေ့ကျွန်တော်တို့သားဖတ်3ယောက်ကြွက်သွားလိုက်မှာဖြစ်ပါတယ်ကျွန်တော်တို့ကြွက်တွေဘယ်လောက်ရမလဲကျွန်တော်ဘယ်လောက်အကောင်ကြီးတဲ့ကြွက်တွေရမလဲဆိုတော့တစ်ချက်လောက်လိုက်ပြီးတော့ကြည်ပေးကြပါအောင်လို့ဖိတ်ခေါ်ပါတယ်နော်ကဲကျွန်တော်တို့ကြွက်သွားလိုက်ရအောင်ဗျာနော်လောဆယ်တော့အရှိမကိုကြီးနဲ့အပါတော့ပြေးနေပြီကြွက်တွေ့လို့နေတူပဲကျွန်တော်လိုက်အောင်မယ်ဗျာနော်လိုက်ခဲ့ပြီးတော့အဲ့တော့လိုက်နေပြီကြွက်ကရပြီလားရပြီကိုကြည့်ပဲနည်းနည်းပြရပြီရပြီလားခဏရခဏနော်ကျမ်းမဲမဲလေးပါရှော့ဒီကွယ်ဘယ်နေပြီလားဘူကတော့ဖက်ပြန်တော့ထိုးပြီးသွားတယ်ကွာပိုက်တောင်ပြေးထွက်သွားတယ်ဘန်ဟိုကောင်ခုံဆွဲတာအဲ့တတကူရပြက်လဲခပြီလားထွက်တီးသွားကြော်ပြီလားပါလားမလည်းမရှိဘဲကြော်သွားလည်းမသိဒီကောင်တော့ကြော်ထွက်သွားပြီမမိတော့ဖိဒီနေ့ဆိုပြေးသွားတာပါငါလေးတပ်ပါဦးနေရဲနေဒီကတော့ကျွန်တော်တို့ပြန်လာပြီပေါ့နော်ကြွက်ကတော့ကျွန်တော်တို့ခုနကပထမဆုံးထိုးတဲ့တကောင်ပဲမိပါတယ်တက်ဟင်းစားပေါ့ဗျာနော်ဒီနေ့ကတော့
လက်ကြီးတော့တိတ်မကောင်းတစ်ကောင်ပဲရတယ်ဒါပေမဲ့အဲ့တစ်ကောင်ကလည်းကျွန်တော်တော်တော်ကြီးရဆိုတော့တဟင်းစားတော့ကောင်းကောင်းရပါနော်ဟုတ်ကဲ့ပါကျွန်တော်တို့ရဲ့ဒီနေ့ဗီဒီယိုလေးကိုပေါ့နော်ကျွန်တော်တို့အတူလိုက်ပြီးတော့ကြည့်ပြီးတဲ့တယောက်ချင်းတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ကဲဒါဆိုကျွန်တော်နောက်ဗီဒီယိုကြမှာပြန်တွေ့ကြပါမယ်အားလုံးပဲတက်တာပါနော်